အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ရှန်နစ်ချင်းခရီးယန်သာသနာတမိုင်းအကြောင်းကိုစတင်ပြီးတော့ပြောပြမှာဖြစ်ပါတယ်ရှန်နစ်ချင်းခရီးယန်သာသနာတမိုင်းဟာ1860ခုနှစ်ကနေစတင်ခဲ့တာဖြစ်ပါတယ်ဒီရှန်နစ်ချင်းခရီးယန်သာသနာတမိုင်းအကြောင်းမပြောခင်မှာကျွန်တော်ရေးထားတဲ့စာအုပ်ဒီစာအုပ်နော်History of Shan Churches in Burma. No, 1861 to 2001. No, the Shan Nichin Kriyan Tatana the Mai, the town Shea Chow said the Kunikani Natau net the Kunit the Mai a Jong Yitare Sao Pipare, a Sao Tema Pari Yita the Lesra, you know, introduction lay again so Piopiame. No, Bible Raw. မိတ်ဆွေတို့လည်းဘာတွေပြောမလဲဒီစာအုပ်ထဲမှာဘာတွေရှိတယ်လဲဘာအကြောင်းအရာတွေများပါတယ်လဲဆိုတာသိချင်ပါလိမ့်မယ်เนาะဆိုတော့အရေးကြီးတယ်စာအုပ်တအုပ်ကိုဖတ်တဲ့အခါမှာပထမဦးဆုံးကအရေးကြီးဆုံးကဒီစာအုပ်ရဲ့ contents ကိုကျွန်တော်တို့သိဖို့လိုတယ် contents ကဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကိုသိဖို့လိုတယ်เนาะကျွန်တော် topic ကိုရင်ဆုံးကြည့်ပြီးတော့ဥပမာ content ဆက်မှာဒီစာအုပ်ပါတဲ့အကြောင်းတွေရေးထားတယ်လေဘာအကြောင်းတွေပါတယ်လဲကိုစိတ်ဝင်စားသလားကိုနဲ့သက်ဆိုင်သလားကိုသိချင်တာပါသလားအဲ့ဒါလေးကြည့်ရတယ်ကြည့်ပြီးတော့မှန်တယ်ကောင်းတယ်အဲ့ဒါကိုလည်းသိချင်တယ်เนาะဒီအကြောင်းအရာတွေကကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်အဲ့ဒီစာအုပ်ဖတ်လို့ကောင်းတယ်เนาะcontent ကိုကြည့်ပြီးမှသူရေးထားတာတစ်မျိုးကျွန်တော်စိတ်ဝင်စားတာတစ်မျိုးကျွန်တော်ကြည့်ချင်တာတစ်မျိုးသိချင်တာတစ်မျိုးဆိုသူရေးထားတဲ့ content တွေမှာကျွန်တော်နဲ့မကိုက်ဘူးဆိုလို့ရှိရင်လည်းမဖတ်တော့ဘူးစောင်းတော့ဒါကြောင့် content စတဲ့ရေးကြီးတယ်ဒါကြောင့်ဒီ Shan Nichin Kriyan သာသနာတမိုင်းကျွန်တော်ရေးထားတဲ့စာအုပ်ထဲမှာဘာအကြောင်းတွေပါတယ်လဲဆိုတာကိုကျွန်တော်ရှင်းဥစွာပြောပြမယ်နော်ဒီနေ့ History of Shan Churches in Burma 1861 to 2001 ထဲမှာ contents သူအကြောင်းအရာတွေပါရေးထားတယ်လေဆိုတော့ကျွန်တော်အရင်ဆုံးဒီနေ့ introduction ပြီးမယ်နော်ပြောပြမယ်နော်ကျွန်တော် chapter 1ထဲမှာကျွန်တော်ပါရေးထားလဲဆိုရင်ကျွန်တော်ရှမ်းလူမျိုးတွေနဲ့ရှမ်းယဉ်ကျေးမှုအကြောင်းဖြစ်တယ် chapter 1မှာ the Shan people and their cultureရှမ်းလူမျိုးတွေနဲ့သူတို့ရဲ့ယဉ်ကျေးမှုဆိုတာကျွန်တော်အရင်ဆုံးရေးထားတယ်ရှမ်းလူမျိုးအကြောင်းသိမှာပဲနော်ရှမ်းလူမျိုးအကြောင်းသိမှာပဲရှမ်းလူမျိုးတွေရဲ့ background ကိုသိမှာပဲရှမ်းလူမျိုးတွေရဲ့ culture ယဉ်ကျေးမှုကိုသိမှာပဲဒီရှမ်းလူမျိုးတွေကဒီလိုလူမျိုးတွေလားရှမ်းလူမျိုးရဲ့တမိုင်းကဒီလိုလားရှမ်းလူမျိုးရဲ့ယဉ်ကျေးမှုကဒီလိုလားဒီလိုတိမှပဲရှမ်းလူမျိုးကိုသာသနာပြုတယ်ဆိုတာဘယ်လိုပြုရမလဲဆိုတာသိလာမှာနော်ဘယ်လူမျိုးကိုမဆိုကျွန်တော်သွားပြီးသာသနာပြုမယ်ဆိုရင်အဲ့ဒီလူမျိုးအကြောင်းကိုတော့လေ့လာရမယ်ဗျအဲ့ဒီလူမျိုးအကြောင်းသိရမယ်ဗျသူတို့ရဲ့လူမှုရေးသူတို့ယဉ်ကျေးမှုစာပေတလေထုံးစံနော်သူတို့ရဲ့အကြောင်းကိုသိမှသူတို့စီမှာကျွန်တော်သာသနာပြုလို့ရမယ်ဘလိုင်းကြီးသွားလို့မရဘူးနော်ဒီလူမျိုးအကြောင်းလဲနားမလဲဘူးဒီလူမျိုးတွေဘာတွေစားဘာတွေတောက်သူတို့ဘယ်လိုနေတိုင်းသူတို့ရဲ့မိသားစု family life social life culture သူတို့ရဲ့ယဉ်ကျေးမှုတွေမသိဘူးဆိုရင်ကျွန်တော်အလုပ်သွားလုပ်လို့မရဘူးသာသနာပြုလို့လည်းမရဘူးတိကိုတိမှဒါကြောင့်မို့လဲကျွန်တော် chapter 1မှာကျွန်တော်တေချာရေးသားဖော်ပြထားတယ်နော် the Shan people and their culture ရှမ်းလူမျိုးတွေရဲ့နဲ့သူတို့ရဲ့ယဉ်ကျေးမှုရှမ်းလူမျိုးတို့ဘယ်ကစလာတယ်လဲရှမ်းလူမျိုးဆိုတာဘယ်လိုလူမျိုးလဲဘယ်လိုယဉ်ကျေးမှုလဲဆိုတော့ကျွန်တော်ရေးထားတယ်ဒါပေမဲ့ကျွန်တော်အခုမပြောတော့ဘူးနော်အဲ့ဒီ chapter 1အကြောင်းကျွန်တော်မပြောတော့ဘူးဘာဖြစ်လို့ဆို chapter 1ကတော်တော်လေးကောင်းတယ်ဒါပေမဲ့သိချင်ရင်လေ့လာကြပါရှမ်းလူမျိုးနဲ့ရှမ်းယဉ်ကျေးမှုတွေကဘယ်လိုရှိတယ်လဲဆိုတော့လေ့လာကြပါနော်ကျွန်တော်ရေးထားတာရှိတယ်လို့သူများရေးထားတယ်လည်းရှိတယ်ရှမ်းလူမျိုးအကြောင်းရေးထားတဲ့စာအုပ်တွေအများကြီးရှိတယ်ရှမ်းယဉ်ကျေးမှုအကြောင်းရေးထားတဲ့စာအုပ်တွေလည်းအများရှိတယ်အဲ့ဒါမိတ်ဆွေတို့သိချင်လိုက်ရှာပြီးဖတ်ပါကျွန်တော်ရေးထားတယ်လည်းပါပါတယ် chapter 1မှာဒါပေမဲ့ကျွန်တော်မပြောတော့ဘူးเนาะကဲ chapter 2မှာကျတော့ဘာရေးထားတယ်လဲဆိုလို့ရှိရင် mission to Burma
ကျွန်တော်ရှမ်းပြည်ကလည်းပြည်ထောင်စုမြန်မာနိုင်ငံထဲမှာရှိတယ်နော်ဆိုတော့ Mission to Burma ဟာလည်းရှမ်း mission နဲ့ဆက်သက်မှုရှိတယ်ဆို Mission to Burma ဆိုတာမြန်မာပြည်ကိုနော်သာသနာပဲလို့ရောက်လာတယ်လေအထူးသဖြင့်မြန်မာပြည်ထဲကိုနှစ်ချင်းခရိယန်သာသနာပဲလို့ရောက်ရှိလာတယ်လေဆိုတာအဲ့ဒါကျွန်တော်ရေးထားတာရှိတယ်နော် Mission to Burma တိမှာပါနော်ကျွန်တော်တို့ခရိယန်တော်တော်များများသိမယ်အော်မြန်မာပြည်ကြီးကိုပထမဦးဆုံးသာသနာလာပြုတာဆရာကြီးယူဒတန်ဆိုအဲ့လိုပြောကြတယ်နော်ပထမဦးဆုံးလာသာသနာပြုတယ်နှစ်ချင်းခရိယန်သာသနာဆရာယူဒတန်လို့ပြောကြတယ်1813 1873ခုနှစ်လို့ပြောကြတယ်လိလာကြည့်မိတ်ဆွေတို့လိလာကြည့်ဆရာယူဒတန်လားဆရာယူဒတန်ထက်စောပြီးတော့ကိုဘယ်သူလာသေးလဲအဲ့ဒါသိချင်လေ့လာပါဒါကကျွန်တော်လဲအသေးစိတ်မပြောတော့ဘူးเนาะကျွန်တော်ရေးတာ chapter 2ထဲမှာ Mission to Burma နော် Baptist Mission to Burma ကဘာတူတယ်လဲနော် Baptist Mission to the Shan အဲ့ဒါမှာလာပြီနော် Baptist Mission to the Shan Mission to Burma နဲ့ Mission to Shan မတူဘူးနော်မိတ်ဆွေတို့ဘာဖြစ်လို့လဲကျွန်တော်သိတဲ့အတိုင်း Dr. Phillips Carey အရင်ဆုံးလာတာ Dr. Phillips Carey ကမြန်မာပြည်မှာလာပြီးဦးဆုံးသာသနာပြုတာနော်ဆရာကြီးယူဒတန်ကန်ဒုတိယရောက်တာပထမဦးဆုံးရောက်တာ Dr. Philip Carey အဲ့ Philip Carey လုပ်ပြီးတော့သူမအောင်မြင်ဘူးနောက်ဆုံးကျတော့သူမလုပ်တော့ဘူးဆရာယူဒတန်ကိုလွှဲအပ်ပြီးတော့သူပြန်သွားတယ်ဆိုဆရာယူဒတန်ဆက်လုပ်တာဆိုတော့ဆရာယူဒတန်ကဒုတိယ missionary to Burma နော်အဲ့ဒါဆရာယူဒတန်ဆိုတော့သူ့အကြောင်းကိုတေချာလေ့လာပါစာအုပ်တွေအများကြီးရှိပါတယ်မိတ်ဆွေတို့ဆက်ဖတ်ပါဆက်လေ့လာပါဆရာယူဒတန်နဲ့သာသနာအကြောင်းပဲလို့ဆိုတော့ကျွန်တော်သိဖို့ကဆရာယူဒတန်လာတာမြန်မာပြည်ထဲမှာသာသနာလာလုပ်တာဆရာယူဒတန်ကတမန်ကျမ်းစာကိုပမာလိုဘာသာပြန်ပေးသွားတယ်ဆရာယူဒတန်ကကျွန်တော်တို့ပမာလူမျိုးတွေကိုခရိယန်ဖြစ်အောင်ကြိုးစားပြီးသာသနာပြုခဲ့တဲ့ဆရာကြီးဒါပေမဲ့ကျွန်တော်သိဖို့ကျွန်တော်ဆရာယူဒတန်ကရှမ်းပြည်ကိုမရောက်ဘူးဆရာယူဒတန်ရှမ်းပြည်ကိုတခါမှမရောက်ဘူးနော်သူတို့ရှမ်းလူမျိုးတော့သိချင်သိပါလိမ့်မယ်ကျွန်တော်စောက်ထဲမှာကြည့်တဲ့အခါမှာသူ့ကိုအကြောင်းကြားတဲ့ဆရာရှိတယ်နော်ဆရာကြီးယူဒတန်ကိုအကြောင်းကြားတယ်ရှမ်းလူမျိုးတွေဆိုတာရှိတယ်ရှမ်းလူမျိုးကိုသာသနာပြုဖို့ရန်အတွက်အစီအစဉ်လုပ်ပေးဖို့လိုတယ်ဆိုပြီးတော့သူ့ကိုစာရေးပြီးတောင်းတာရှိတယ်မော်လမြိုင်ကိုစာရေးပြီးတောင်းတာရှိတယ်ဒါပေမဲ့ဆရာကြီးယူဒတန်မလုပ်နိုင်ဘူးဘာလို့သူ့ရဲ့လူအင်အား missionary အင်အားလဲမမျှတော့ဘူးเนาะတကယ်ရှမ်းလူမျိုးတွေကိုလှုပ်ဖို့သူ့မှာမတတ်နိုင်တော့ဘူးဒါကြောင့်မို့ရှမ်းလူမျိုးသာသနာ तू မလုပ်ဘူးနောက်ဆရာတွေကိုလည်း तू မဖို့ဘူးဆိုတော့ရှမ်းလူမျိုးတွေထဲကိုသာသနာလာပြုတာဆရာယူဒတန်မဟုတ်ဘူးရှမ်းလူမျိုးကိုသာသနာလာပြုတာတခြား American သာသနာပြုဆရာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောပြမယ်ပထမဦးဆုံးလာပြီးတော့မှသာသနာပြုတဲ့ရှမ်းလူမျိုးကိုသာသနာပြုတဲ့သာသနာပြုဆရာကဆရာကြီး Moses Holman Bixby လို့ခေါ်တယ်ဆရာကြီး Moses Holman Bixby 1861 1860နဲ့တခုနှစ်မှာအရင်ဦးဆုံးလာလုပ်တဲ့ရှမ်းသာသနာပြုဆရာကြီးဖြစ်တယ်နောက်မှကျွန်တော်အသေးစိတ်ပြောပြမယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာကြီး Holman Bixby နော် Holman နော် Moses Holman Bixby အကြောင်းကိုနောက်မှကျွန်တော်တေချာပြောပြမယ်သူတို့ရဲ့ missionary တွေဘယ်လိုစခဲ့တယ် mission ဘယ်မှာစတယ်ရှေ့ဦးစွာရှမ်းသာသနာဆိုတာဘယ်မှာစခဲ့တယ်လဲဆိုမေးကြည့်တချို့မိတ်ဆွေတွေမှာသိချင်မှသိမယ်โอเคခုနကကျွန်တော်ပြောပြီးပြီရှမ်းလူမျိုးတဲ့ပထမဦးဆုံးသာသနာလာပြုတဲ့ဆရာကဆရာကြီး Moses Holman Bixby လို့ခေါ်တယ်1861မှာစပြီးတော့မှသာသနာလာပြုတာဘယ်မှာလာပြုတယ်လဲဆိုတောင်ငူမှာလာပြုတာတောင်ငူကရှမ်းပြည်မဟုတ်ဘူးဒါပေမဲ့ရှမ်းတွေကတောင်ငူထဲကိုစစ်ပြေးဒုက္ခတဲ့အနေနဲ့ရောက်လာ
ရှမ်းလူမျိုးတွေကတောင်ငူကိုစစ်ပြေးဒုက္ခတဲ့အနေနဲ့ရောက်လာတော့ဆရာကြီး Moses Holman Bixby လဲတောင်ငူကိုတွားပြီးတော့မှရှမ်းလူမျိုးတွေကိုသာသနာပြုခဲ့တယ်ဆိုတာနောက်မှကျွန်တော်အသေးစိတ်ပြောပြမယ်ပြီးတော့မှ1889ခုနှစ်ခုနကျွန်တော်ပြောသလိုတောင်ငူဟာရှမ်းပြည်မဟုတ်ဘူးတောင်ငူဟာရှမ်းပြည်မဟုတ်ဘူးဒါပေမဲ့ရှမ်းလူမျိုးတွေကစစ်ပြေးဒုက္ခတဲ့အနေနဲ့တောင်ငူကိုရောက်လာလို့ရှာကြီး Moses Holman Bixby ကတောင်ငူမှာတွားပြီးတော့ရှမ်းတွေကိုတွားပြီးသာသနာပြုတာရှမ်းလူမျိုးကိုသာသနာတွားပြုတယ်ဒါပေမဲ့တောင်ငူကရှမ်းပြည်မဟုတ်ဘူးโอเคဒါရှမ်းလူမျိုးကိုသာသနာပြုတာကဲရှမ်းပြည်ထဲကိုတွားပြီးသာသနာပြုတာကြတော့ဘယ်တုန်းကစလာတယ်လဲဘယ်နှစ်တုန်းကလဲဘယ်မှာလဲအရင်ဆုံးစတာကျွန်တော်ပြောပြမယ်မိတ်ဆွေတို့ချို့လဲသိချင်သိပြီးသားဖြစ်မယ်နောက်တို့ချို့လဲသိမှာမဟုတ်ရှမ်းပြည်ထဲကိုပထမဦးဆုံးတွားပြီးသာသနာပြုတဲ့နေရာကဘယ်နေရာလဲဆိုလို့ရှိရင်တီပေါ်ဖြစ်တယ်တီပေါ်နော်တီပေါ်ရှမ်းလူကစီပေါ်လို့ခေါ်တယ်နော်တီပေါ်မှာအခုတီပေါ်ပဲလေကျွန်တော်ကြောက်မဲတီပေါ်ကြောက်မဲတီပေါ်လာရှိုးအဲ့ဒီမှာတီပေါ်ဟာရှမ်းပြည်ဆိုတီပေါ်မှာပထမဦးဆုံးရှမ်းသာသနာစတာရှမ်းပြည်ထဲမှာရှမ်းသာသနာစတာတီပေါ်မှာဘယ်နှစ်တုန်းကစလဲဆိုရှင်1889 1889ခုနှစ်မှာစတာအဲ့ဒီအနောက်မှာကျွန်တော်အသေးစိတ်ပြန်ပြောမယ်အခုတော့ဘယ်မှာအရင်ဆုံးစတယ်ဘယ်နှစ်တုန်းကစတာပဲပြောမယ်နော်ဆိုတော့ရှမ်းပြည်ထဲမှာလာပြီးတော့မှနော်ရှမ်းသာသနာစတာဒီပေါ်မှာစတယ်1889ခုနှစ်မှာစတယ်ပထမဦးဆုံးတော့ရှမ်း Mission Field လို့ခေါ်တယ်ပထမဦးဆုံးရှမ်းသာသနာနယ်မြေဒီပေါ်ကဲနောက်ဒုတိယရှမ်းသာသနာကွင်းကျွန်တော်ရှမ်းသာသနာကိုဒုတိယဘယ်မှာတွားပြီးတော့စတယ်လဲဆိုလို့ရှိရင်မိုးနေအခုပမာရီကမိုးနေကျွန်တော်ရှမ်းတွေကမုံနိုင်လို့ခေါ်တယ်မုံနိုင်နော်မိုးနေမုံနိုင်မှာကျွန်တော်တို့ရှမ်းသာသနာဒုတိယရှမ်းသာသနာစတဲ့နေရာ Second Mission Field မုံနိုင်1892ခုနှစ်မှာစတာတေချာမထနော်မိတ်ဆွေတို့ဒါဒုတိယရှမ်းသာသနာကမူနေခေါ်တဲ့မုံနိုင်မှာစတယ်1892 1892ခုနှစ်မှာစတယ်နောက်မှအသေးစိတ်ပြောပြမယ်မုံနိုင်မှာဘယ်လိုသာသနာပြုတယ်ဘယ်လိုခက်ခဲတယ်ဘယ်လိုအောင်မြင်တယ်ဘယ်သူကအရင်ဆုံးသွားပြုတယ်လဲနောက်မှအသေးစိတ်ပြောပြမယ်နော်ကဲနောက်ထပ် Shan Mission Field တခု Third Shan Mission Field ကျွန်တော်ရှမ်းသာသနာနယ်မြေတတိယရှမ်းသာသနာနယ်မြေဘယ်မှာတော့စတယ်လဲဆိုလို့ရှိရင်နမ်ခမ်ရွှေလီလေကနမ်ခမ်မြို့မှာတတိယရှမ်းသာသနာနယ်စတယ်ရှမ်းသာသနာစတယ်ဘယ်နှစ်တုန်းကစတယ်ဆိုရင်1893 1893ခုနှစ်မှာစတယ်โอเคတခြားမှတ်သားနော်1893ခုနှစ်မှာတဲ့နမ်ခမ်မှာရှမ်းနှစ်ချင်းခရီးယန်သာသနာအစပြုပါတယ်အဲ့ဒီနမ်ခမ်ရှမ်းနှစ်ချင်းခရီးယန်သာသနာဟာတတိယရှမ်းသာသနာနယ်မြေဖြစ်တယ်ဒီချမတာနောက်မှပြောမယ်နောက်မှအသေးစိတ်ရှမ်းနှစ်ချင်းခရီးယန်သာသနာနော်နမ်ခမ်မှာစတာဘယ်သူဟာစတယ်လဲနော်နမ်ခမ်ရှမ်းနှစ်ချင်းခရီးယန်သာသနာကြီးကိုဘယ်သူကလာပြီးတော့မှစတယ်လေဘယ်လိုစတယ်လဲဘယ်လိုဖြစ်တယ်လဲနမ်ခမ်စေယုံကြီးဆိုအမနာနာမည်ကြီးတာနမ်ခမ်စေယုံကြီးဘယ်လိုဖြစ်လာတယ်လဲဘယ်သူကစဆောက်တယ်လဲအမျိုးမျိုးပေါ့လေကျွန်တော်ပြောပြမယ်ကျွန်တော်သိတယ်လို့တိတ်နာမည်ကြီးတဲ့လူတိုင်းသိတယ်နမ်ခမ်စေယုံကြီးဆိုဒေါက်တာစီဂရေ့အဲ့ဒါပဲသိတယ်ဒေါက်တာစီဂရေ့နမ်ခမ်စေယုံကြီးတကယ်တော့နမ်ခမ်စေယုံကြီးကိုလာပြီးတော့ရှေးဥစွာတီထောင်တာနော်လာပြီးသာသနာပြုတာ
Dr. Secret မဟုတ်ဘူးကျွန်တော်နောက်ပြောပြမယ်ဘာတူလဲဆိုတော့နော်ကဲဒါကတာတိယရှမ်းခရီးယန်သာသနာနေမြေနမ်ခမ်1893ခုနှစ်ကဲနောက်တစ်ခုက the fourth Shan mission field ဘယ်မှာလဲပထမစတုထအခုစတုထရှမ်းနစ်ချင်းခရီးယန်သာသနာနေမြေဘယ်မှာလဲကျိုင်းတုံအခုကျွန်တော်တို့ရှိနေတဲ့ကျိုင်းတုံမှာတဲ့ရှမ်းနစ်ချင်းခရီးယန်သာသနာစတာ1900နဲ့တခုနှစ်မှာဖြစ်တယ်1901 1900တခုနှစ်မှာနော်ရှမ်းနစ်ချင်းခရီးယန်သာသနာဒီကျိုင်းတုံမှာစခဲ့တာဘယ်သူကစလာတယ်လဲကျိုင်းတုံရှမ်းနစ်ချင်းခရီးယန်သာသနာဘယ်လိုကြီးထွားလာတယ်လဲရှေးဥစွာဘသူကပထမဦးဆုံးယုံကြည်သူဖြစ်တယ်လေအဲ့ဒါတွေကစကျွန်တော်တော့အသေးစိတ်သွားမယ်နော်အခုတော့ content ကျွန်တော်ပါရရေးထားတယ်ဆိုတဲ့အကြောင်းပဲကျွန်တော်ပြောပြနေတာနော် The fourth Shan mission field is Kengtung နော်1901တထောင်ကိုတခုနှစ်ဖြစ်တယ်ကဲဒီကနေပြီးတော့မှဒီ mission field လေးခုကအရေးကြီးဆုံးပဲเนาะကျွန်တော်ရှမ်းမှာအရှိပိုင်းเนาะမြောက်ပိုင်းတောင်ပိုင်းကမိုးနေမုံနိုင်เนาะမြောက်ပိုင်းကကျွန်တော်တို့သိတဲ့အတိုင်းဆိုလို့ရှိရင်တီဘောနောက်နမ်ခမ်เนาะအရှိပိုင်းကင်းတုံကျိုင်းတုံဟုတ်ပြီလားအဲ့ဒါကိုကျွန်တော်သိဖို့လိုတယ်နောက်မှကျွန်တော်တို့အသေးစိတ်ပြောပြမယ်ဒီ mission field တွေခုနပြောတဲ့တီဘောမှာလောက်တဲ့ရှမ်းနစ်ချင်းခရီးယန်သာသနာဘယ်လိုစပြီးတော့ဘယ်လိုဖြစ်ခဲ့တယ်လဲအခုဒီဘောမှာကရှာအတင်းတော့စပြီးရှိခဲ့ပြီဟိုးရေတော့မရှိသေးဘူးဗျဒီဘောမှာဒါစခဲ့တာဒါပေမဲ့ဒီဘောမှာကနော်ရှာအတင်းတော့တိတ်မရှိဘူးနော်နမ်ခမ်းမှာတော့တော်တော်အောင်မြင်တယ်နော်အရှိပိုင်းကျိုင်းတုံမှာတော်တော်အောင်မြင်တယ်မုံနိုင်မှာလည်းအခုဆိုလို့ရှိရင်တခုပဲရှိတယ်နော်ကျွန်တော်2000ခုနှစ်တုန်းကရောက်ဘူးတယ်မုံနိုင်မှာနော်မုံနိုင်မှာကရှန်နီရှင်ခရီးယန်အတင်းတော့တပါပဲရှိတယ်အခုတော့မသိတော့ဘူးတော်တော်များမယ်ထင်တယ်နော်ဆိုတော့အဲ့ဒါနှစ်ပေါင်း100ကျော်သာသနာပြုလာတဲ့အတိပွင့်လေးတပါကျွန်တော်တို့မြင်ရပါလိမ့်မယ်เนาะကဲဒီအကြောင်းတွေကကျွန်တော်တို့အသေးစိတ်ကျွန်တော်တို့ရေးထားတာရှိပါတယ်ရှမ်းပြည်တောင်ပိုင်းเนาะဒါတွေအကြောင်းနောက်တစ်ခုက chapter 3မှာကျွန်တော်ဘာတွေရေးထားတယ်လဲဆိုရင် chapter 3မှာ challenges in 21st century ရောက်လာပြီ21ရာစုစိန်ခေါ်ချက်များရှမ်းနစ်ချင်းခရီးယန်သာသနာဤနော်21ရာစုစိန်ခေါ်ချက်များဆိုပြီးတော့ကျွန်တော်ရေးထားတယ်အဲ့ဒါ chapter 3မှာပါတယ်ဘာဒီစိန်ခေါ်ချက်ရှိတယ်လဲ21ရာစုဆိုတော့2001ခုနှစ်ဒါက21ရာစုဖြစ်သွားပြီနော်ဆိုတော့ဟိုးအရင်တော့1860ခုနှစ်တုန်းကဘာရာစုလဲ19ရာစုနော်19th century 19ရာစု19th century 19ရာစုကနေပြီးတော့20ရာစုပြီးတော့21ရာစုဒီပေါင်း100ကျော်လာနော်ခုနပြော1860ခုနှစ်နဲ့2000ခုနှစ်ဆိုရင်ကြားထဲမှာနှစ်ပေါင်း140ဆိုတော့နှစ်ပေါင်း140နောက်ပိုင်းပါစိန်ခေါ်မှုတွေရှိတယ်လေရှမ်းနစ်ချင်းခရီးယန်သာသနာအတွက်ပါစိန်ခေါ်မှုရှိတယ်လေကျွန်တော်တို့ပြန်ပြီးလေ့လာရအောင်နော်နောက်အသေးစိတ်လေ့လာမယ်စိန်ခေါ်မှုတွေအများကြီးပဲဗျဒီစိန်ခေါ်မှုတွေကိုကျွန်တော်ဘယ်လိုလုပ်ပြီးတော့မှနော်ရင်ဆိုင်သွားမလဲဒီစိန်ခေါ်မှုတွေကိုကျွန်တော်တို့ဘယ်လိုလုပ်ပြီးတော့မှအောင်မြင်အောင်ကျွန်တော်တို့လုပ်ရမလဲအဲ့ဒါကိုကျွန်တော်တို့အသေးစိတ်ပြန်ဆွေးနွေးမယ်
Eddie chapter 3မှာကျွန်တော်ရေးထားတာ challenges in 21st century 21ရာစုမှာကျွန်တော်တို့စိန်ခေါ်မှုများဆိုပြီးတော့ရေးတယ် chapter 4မှာကျတော့ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့စိန်ခေါ်မှုကိုနော်ကျွန်တော်တို့စိန်ခေါ်မှုကိုရင်ဆိုင်ဖို့နဲ့အောင်မြင်ဖို့ကျွန်တော်တို့မှာ 21st century Shan mission project ဆိုပြီးတော့မှလုပ်ခဲ့တာရှိတယ်21ရာစုရှမ်းခရစ်ယာန်သာသနာလုပ်ငန်းနော်အဲ့ဒါကျွန်တော်တို့စခဲ့တာ 21st century Shan mission project ဆိုပြီးတော့လုပ်လာတာဒါ chapter 4အဲ့ဒီမှာ21ရာစုရှမ်းခရစ်ယာန်သာသနာလုပ်ငန်းဆိုပြီးစလာအဲ့ဒီလုပ်ငန်းမှာပါရီရှိတယ်လေနော်ပါရီလုပ်ခဲ့တယ်လေပါရီပြင်ဆင်ထားတယ်လေဘာရွေချက်လေနော်21ရာစုရှမ်းခရစ်ယာန်သာသနာလုပ်ငန်းဘာရွေချက်နဲ့လုပ်တယ်လေနော်ဘယ်လိုလုပ်တယ်လဲအောင်မြင်မှုရခဲ့သလားမရဘူးလားဆိုတော့ကျွန်တော်နောက်အသေးစိတ်ကျွန်တော်ပြောပြမယ်ဒါ chapter 4မှာရှိတယ်နော်နောက် chapter 5ကပါလဲဆို Shan Bible Hymn Book Radio Literature အကြောင်းကျွန်တော်ရှမ်းသာသနာမှာလဲမဆိုးဘူးတော်တော်လုံနိုင်တယ်တော်တော်လုံနေကြတယ်ကျွန်တော်တို့ကဒီရှမ်းသာသနာမှာရှမ်းတမချမ်းစာဂျေဇုတော်ပဲကျွန်တော်သိတယ်လို့ရှာကြီးဂျိုဆိုင်ယာနယ်ဆန်ကူရှင်ကျွန်တော်သိတယ်လို့အတူပဲရှာကြီးကူရှင်ကကျွန်တော်ရှမ်းတမချမ်းစာဘာသာပြန်ပေးခဲ့တယ်နော်ချမ်းစာအုပ်တအုပ်လုံးကိုရှာကြီးကူရှင်ကရှမ်းဘာသာနဲ့ဘာသာပြန်ပေးခဲ့တယ်တမတိချမ်းတမဟောင်းချမ်းနောက်တအုပ်လုံးတမဟောင်းတမတိတအုပ်လုံးကို1800နဲ့ဘယ်နဲ့1893ခုနှစ်မှာသူက BC အောင်လုပ်ပေးခဲ့တယ်ဘာသာပြင်ပေးခဲ့တယ်အဲ့ဒီရှာကြီးကုရှင်ကကျွန်တော်တို့ရှမ်းတမချမ်းစာအပြင်သူကရှမ်းတမချမ်းစာတင်ကြားခြင်းကိုလည်းသူလုပ်ပေးခဲ့တယ်ရှမ်းတမတေးတခြင်းတွေကိုလည်းရေးပေးခဲ့တယ်နော်ရှာကြီးကုရှင်ကကျွန်တော်တို့ရှမ်း English dictionary ကိုလည်းလုပ်ပေးခဲ့တယ်နော် English Shan dictionary လည်းလုပ်ပေးခဲ့တယ်ရှာကြီးကုရှင်ကကျွန်တော်ဒါကြောင့်မို့ရှာကြီးကုရှင်ကကျွန်တော်တို့ကျေးဇူးရှင်ကြီးနော်အခုကျွန်တော်သုံးနေရတဲ့ကုရှင်တမချမ်းစာအုပ်ဟာရှာကြီးကုရှင်ဘာသာပြန်ပေးခဲ့လို့ကျွန်တော်သုံးနေရတာဖြစ်တယ်ဆိုတော့ဒီရှမ်းတမချမ်းစာအကြောင်းလည်းကျွန်တော်ပြောပြမယ်ရှမ်းတမချမ်းစာအကြောင်းပဲလို့ရေးသားပြုစုခဲ့တယ်လေပြီးတော့အခုကျွန်တော်တို့နောက်ဆုံးကျွန်တော်တို့ရှမ်းတမချမ်းစာအသစ်တွေထွက်လာတယ်နော်ရှမ်းတမချမ်းစာအသစ်ထွက်လာရခြင်းရဲ့အကြောင်းကိုလည်းကျွန်တော်ပြောပြမယ်ရှမ်းတမချမ်းစာအသစ်ထွက်လာဒါဘယ်လိုကောင်းတယ်လဲဘယ်လိုဆိုးကျိုးတွေရှိတယ်လဲဆိုတော့ပြောပြမယ်ရှမ်းတမချမ်းစာအကြောင်းကိုကျွန်တော်တေချာပြောပြမယ်နောက်မှာနော်ဒါအခု chapter 5မှာရှိတယ်ကျွန်တော်ပြောထားတဲ့အကြောင်းဖြစ်တယ်နောက်ပြီးတော့ရှမ်း hymn book ဆိုတာဓမ္မသေးစာအုပ်ဓမ္မသေးတဲ့ချင်းစာအုပ်ဖျားသခင်ကိုချီးမွမ်းတယ်ဝတ်ပြုကူးကွယ်တဲ့အခါမှာကျွန်တော်သုံးတဲ့ရှမ်းဓမ္မသေးတဲ့ချင်းစာအုပ်ဘယ်သူစလုပ်လာပေးတယ်ဘယ်လိုလုပ်ခဲ့တယ်လဲအဲ့ဒါကိုကျွန်တော်ပြောပြမယ်နောက်ပြီးတော့ရှမ်းရေဒီယိုဆိုတာရှိတယ်ကျွန်တော်ရေဒီယိုမှာကျွန်တော်ရှမ်းလို့တရားဟောတာရှိတယ်အဲ့ဒီရှမ်းရေဒီယိုကိုဘယ်တော့မှဘယ်လိုစခဲ့တယ်လဲဘယ်သူစခဲ့တယ်လဲရှမ်းရေဒီယိုထဲမှာနော်အတန်လွင့်တာရှမ်းလို့တရားဟောတာနော်ရေဒီယိုထဲမှာစပြီးတော့ရှမ်းကဲတင်ချင်းတရားတွေဟောတာအဲ့ဒီရေဒီယိုကနေပြီးတော့ရှမ်းသာသနာအတွက်နော်ကဲတင်ချင်းတရားအတွက်အတန်လွင့်တရားဟောလာတာဘယ်တော့မှစလာတယ်လဲဘယ်သူကစလာတယ်လဲဆိုတဲ့အကြောင်းလေးကျွန်တော်ပြောပြမယ်နော်အဲ့ဒါရှမ်းရေဒီယိုနဲ့ပတ်သက်တယ်နောက်တော့ရှမ်း literature ကျွန်တော်ရှမ်းခရစ်ယာန်နဲ့ပတ်သက်တဲ့စာအုပ်တွေနော်စာရွက်စာပေတွေဘယ်လိုထုတ်ခဲ့တယ်လဲဘယ်သူတွေထုတ်ခဲ့တယ်ဘယ်သူကဘာတွေထုတ်ခဲ့တယ်လဲဆိုတော့ကျွန်တော်လက်လန်းမိတယ်လို့ကျွန်တော် research သူတည်တနာပြုတ်တယ်လို့ကျွန်တော်မှတ်ထားတာရှိတယ်ပြောပြမယ်
နော်ဒါကြောင့်မို့ chapter 5မှာ Shan Bible hymn book radio literature နော်ရှမ်းတမန်ကျမ်းစာရှမ်းဓမ္မတေးစာအုပ် radio နောက်ပြီးတော့ရှမ်းခရိယန်စာပေအကြောင်းကိုပြောပြမယ် chapter 5မှာရှိတယ်နော်now chapter 6မှာပါရရေးထားတယ်ဆို chapter 6က analysis of Shan churches and missions analysis on Shan churches and mission analysis ဆိုတာဝေဖန်သုံးသပ်တာနော်ဝေဖန်သုံးသပ်တယ်ဆိုတော့ရှမ်းသာသနာနဲ့ရှမ်းအသင်းတော်တွေကိုဝေဖန်မယ်သုံးသပ်မယ်နော်အရင်တော့ကလုတ်ခဲ့တာတွေဘယ်လိုလဲအခုလုတ်ခဲ့တာတွေလုတ်နေတဲ့ဟာတွေဘာတွေလဲအဲ့ဒါကိုဝေဖန်မယ်နော်ပြီးတော့နိုင်ရှင်ကြည့်မယ်နော်သုံးသပ်မယ်နော်ပြီးတော့မှကျွန်တော်တို့ဆက်ပြီးတော့စဉ်းစားရအောင်နော်ဝေဖန်သုံးသပ်ချက်ကိုဆက်ပြီးတော့မှကျွန်တော်စဉ်းစားရအောင်ဒါကြောင့်မို့ chapter 6အားလုံး chapter 6အားလုံးကကျွန်တော်တို့ analysis on Shan churches and Shan mission နော်ရှမ်းသာသနာနဲ့ရှမ်းအသင်းတော်များအကြောင်းကိုကျွန်တော်ဝေဖန်သုံးသပ်မှာဖြစ်တယ်လို့နော်အဲ့ဒါနောက် chapter 7မှာပါရှိတယ်လဲဆိုလို့ရှိရင်နောက်ဆုံး conclusion အဆုံးသတ်ပြီးအဆုံးသတ်တဲ့အခါကျတော့ရှမ်းသာသနာတမိုင်းကဒီလိုရှိခဲ့တယ်နော်ဒီလိုရှိခဲ့တယ်ကျွန်တော်တို့အရှိပိုင်းတောင်ပိုင်းမြောက်ပိုင်းကျွန်တော်ရှမ်းသာသနာတွေအခုပဲလို့ဖြစ်နေတယ်လေအနာဂတ်ကျွန်တော်တို့အရှိပိုင်းတောင်ပိုင်းမြောက်ပိုင်းရှမ်းသာသနာဘယ်လိုလုပ်ရင်ကောင်းမလဲဘယ်လိုလုပ်သင့်တယ်လဲအဲ့ဒါကိုကျွန်တော်တို့ conclusion မှာကျွန်တော်ရေးထားတာရှိတယ်အဲ့ဒါကျွန်တော်အသေးစိတ်ပြောပြပါမယ်နောက်မှာကဲအဲ့ဒီဟာကျွန်တော်ရေးတဲ့ဒီစာအုပ်လေးအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ရေးတဲ့ဒီhistory of Shan churches in Burma အကြောင်းပဲဖြစ်ပါတယ်ဒါဒီနေ့ content အကြောင်းကိုပြောပြတာเนาะဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာဖြစ်ပါတယ်မိတ်ဆွေတို့နားထောင်ပြီးပြီဆိုရင်ဒီဟာလေးကငါစိတ်ဝင်စားတယ်ဆိုရင်စောင့်မျှော်ပြီးတော့နားထောင်ကြပါကိုနဲ့ကိုကြိုက်တယ်ကိုနားထောင်ခြင်းတယ်ကိုသိခြင်းတယ်ကိုလေ့လာခြင်းတယ်သိယူခြင်းတယ်ဆိုလို့ရှိရင်ဆက်ပြီးနားထောင်ပေးပါเนาะကျွန်တော်ဆက်ပြောပြပေးမယ်เนาะဒီဟာတွေကငါစိတ်မဝင်စားဘူးငါနဲ့လည်းမပတ်သက်ဘူးငါလည်းမသိချင်ဘူးဆိုရင်โอเคနောက်ဆက်မနားထောင်နေတော့เนาะကျွန်တော်နောက်ဆက်ပြောမယ့်ဟာတွေလည်းမိတ်ဆွေအတွက်စိတ်မဝင်စားဘူးဆိုရင်အနောက်ရှက်တောင်ဖြစ်မယ်เนาะဆိုတော့မနာမထောင်နေတော့ဒါပေမဲ့စိတ်ဝင်စားတယ်သိချင်တယ်ဆိုလို့ရှိရင်ဆက်လက်နားထောင်ပေးပါကျွန်တော်တစ်ခုပြီးတစ်ခု chapter by chapter နောက်ပြီးတော့အကြောင်းအရာတစ်ခုပြီးတစ်ခုကိုကျွန်တော်အသေးစိတ်ပြောပြသွားမယ်နော်မိတ်ဆွေတို့သိချင်တယ်ဆိုလို့ရှိရင်မေးနိုင်တယ်နော်မေးပါကျွန်တော်စီ message ရေးပါနော်ပြီးရင်ကျွန်တော်ကိုမေးနိုင်တယ်နော်အကြံပြုနိုင်တယ်နော်အဲ့ဒီဟာကျွန်တော်ရေးထားတာနော်ဆိုတော့နောက်တစ်ခုကဒီရေးတဲ့အထဲမှာဒီကျွန်တော်ရေးတဲ့အထဲမှာကျွန်တော်ကရှောက်ရေးတာမဟုတ်ဘူးနော်ဂျာပူနာဝရေးတာမဟုတ်အထင်နဲ့ရေးတာမဟုတ်ဘူးနော်ကျွန်တော်တေချာလေ့လာပြီးရေးထားတာကျွန်တော်ဘလောက်အထိလေ့လာထားတယ်လဲဆိုရင်ဒီ American Baptist Mission မှာရှိတဲ့ library မှာနော် Fort Lauderdale မှာ United States America မှာသူတို့စီမှာရှိနေတဲ့စာတိုက်ကြီးမှာတော့ရှားတယ်အဲ့ဒီမှာသူတို့ကဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း200လောက်ကတည်းကသူတို့ရဲ့ mission တွေအကြောင်းဥမာဆရာယူတာတန်အကြောင်းတွေရောအကုန်လုံးရှိတယ်လူမျိုးတိုင်းကိုသူတို့ရေးထားတာရှိတယ်အရင်ကောင်းတယ်ဗျတို့ဒီ library archive မှာရှိတယ်เนาะသူတို့တခါလေသူတို့စာအုပ်နဲ့မထုတ်ဘူးသူတို့ကတခါလေဟိုသူက library archive မှာသူတို့ထားတာဆိုတော့အဲ့ဒါတွားပြီးတော့ရှားတယ်သူကတွားပြီးတော့မှလေ့လာတပ်ပုံတွေရိုက်เนาะအဲ့ဒီဟာနဲ့ကျွန်တော်တို့လေ့လာရတယ်အဲ့ထဲမှာဥမာလူမျိုးတိုင်းသူအောင်မှာကရင်နဲ့ပတ်သက်တဲ့ကရင် mission အကြောင်းနော်ချင်းဆိုချင်း mission အကြောင်းကချင် mission အကြောင်းရှမ်း mission အကြောင်းသူတို့မှတ်တမ်းထားတာရှိတယ် original စာရွက်တွေနော်ဥပမာကျွန်တော်ရှမ်းမှာတောင်းပြီးတာတနာပြီးတော့ဆရာကြီး Moses Bixby တို့နောက်ဆရာကြီးကုရှင်တို့တခြားတာတနာပြုဆရာတွေတို့သူတို့ကရေးပြီးတော့အဲ့ဒီ headquarters ကိုနော်သူတို့ဌာနချုပ်ကိုBaptist Mission ဌာနချုပ်ကိုပို့တယ်စာရီပို့တယ်
အဲ့ဒီစာလေးကိုသူတို့ကတခါတည်း original ကိုထားတာအဲ့ဒီသူတို့ရေးထားတဲ့အတိုင်းကိုသူတို့ကပုံနှိပ်ပြီးတော့မှတခါတည်းထားတာတင်စီထားတာရှိတယ်ဒါကြောင့်မို့ဒီစာရွက်တွေကတကယ်တန်ဖိုးရှိတယ်တကယ်သူတို့ရဲ့လက်ရင်းနဲ့ရေးထားတာနော်သူတို့ရဲ့တကယ်အမှန်ကိုတွေ့သူတို့ report ပေးတာနော် report ပေးတာသူတို့တင်ပြတဲ့ဟာတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်တေးချာကိုလေ့လာထားတယ်တွားပြီးတော့မှကြည့်ထားတယ်နောက်ပြီးတော့ကျွန်တော် Asian report ဆိုတာလည်းရှိတယ် Asian report ဆိုတာအာရှမှာသာသနာပြုနေတဲ့အာရှသာသနာပြုအဖွဲ့အစည်းရှိတယ်သူတို့လည်းရှမ်းလူမျိုးတွေရှမ်းသာသနာအကြောင်းရေးထားတာရှိတယ်နော်အဲ့ဒီဟာတွေကိုရေးထားတာအဲ့ဒီဟာတွေဟာကျွန်တော်ရဲ့ reference ဖြစ်တယ်ကျွန်တော် reference ဟာကျွန်တော်3ခု reference အကြီးဆုံး3ခုကျွန်တော်ရှိတယ်နံပါတ်1ခုနပြောတဲ့ Baptist Mission Library မှာရှိထားတဲ့စာအုပ်စာပေတွေသူတို့ library archive တွေထက်ကရထားတဲ့ information တွေရထားတဲ့စာရွက်တွေအကြောင်းဒါတခုဒါကျွန်တော်ရဲ့ first reference second reference ကခုနပြောသလို Asian report အာရှမှာသူတို့ရေးထားတဲ့ရှမ်းသာသနာအကြောင်းဖြစ်တယ် third reference ကပါလေကိုယ်တိုင် research လုပ်ထားတဲ့ကိုယ်တိုင်သူတည်တနာပြုထားတာဖြစ်တယ်ကိုယ်တိုင်နယ်အရောက်သွားတယ်နော်နယ်အရောက်သွားတယ်ရှမ်းရှိရှမ်းမြောက်ရှောင်းတောင်သွားပြီးတော့လေ့လာတယ်နော်သွားပြီးတော့မှတ်ယူခဲ့တယ်နော်အဲ့ဒါတွေဟာကျွန်တော်ရဲ့ကိုယ်တွေ့နော် research လုပ်ထားသူတည်နေတာဖြစ်တယ်အဲ့ဒီအချက်၃ချက်အဖြစ်ကျွန်တော်ဒီစာအုပ်ကိုရေးတာဖြစ်တယ်နော်ဆိုတော့ကျွန်တော်နောက်ဆုံးပြောချင်တာကဒီစာအုပ်ကိုဖတ်လို့ဒါမှမဟုတ်ကျွန်တော်ပြောတာကိုနားထောင်လို့ဆိုရင်တချို့ကလည်းကျေးဇူးတင်ပါလိမ့်မယ်ကျွန်တော်ကိုဒီဆရာလှုပ်ထားတာကျေးဇူးတင်တယ်သူလှုပ်ထားတဲ့သမိုင်းစာအုပ်သူပြောပြတဲ့ဟာတွေကကျွန်တော်တို့အတွက်တန်ဖိုးရှိတယ်လာမဲ့မြေးတွေမြစ်တွေနောက်အနှစ်တရားအနှစ်နေရာနော်ကျွန်တော်တည်သွားလိမ့်မယ်သူတို့ဆက်ပြီးတော့သူတို့လေ့လာသွားမယ်ဘာဖြစ်လို့လဲဒီလိုမျိုး research ကိုကောင်းလုပ်ပြီးတော့ရေးထားတဲ့လူတယောက်မှမရှိသေးပါဘူးကျွမ်းလို့ပြောတာမဟုတ်ဘူးနော်ဒီလို research ကောင်းလုပ်ပြီးတော့မှစာအုပ်ဖြစ်အောင်ရေးသားပြုစုလာတဲ့လူမရှိသေးဘူးတွဲချာကြည့်ပါကဘာပေါ်မှာတကဘာလုံးမှာဒီရှမ်းခရိယန်သာသနာသမိုင်းစာအုပ်သမိုင်းနဲ့ပတ်သက်ပြီးတော့သိချင်တယ်ဆိုရင်ဘယ်မှရှာလို့မတွေ့ဘူးဒီစာအုပ်ပဲရှိတယ်အခုဒီစာအုပ်ကိုကျွန်တော်က website မှာလည်းတင်ထားတယ်နော်တခြား education department တခြား seminary တွေတင်ထားတယ်လူတိုင်းကအဲ့ဒီစာအုပ်ကိုတိတ်တဘောကြတယ်ဘာလို့ဆိုတော့နှစ်ပေါင်း140ရဲ့တမိုင်းနောက်နှစ်ပေါင်း140တမိုင်းကိုရေးတဲ့လူတယောက်မှမရှိဘူးစုပြီးတော့မှရေးတယ်လူတယောက်မှမရှိဘူးအခုစုထားတာ1860ခုနှစ်ကနေ2001ခုနှစ်အထိနှစ်ပေါင်း140လုံးရဲ့ရှမ်းနစ်ချင်းခရီးယန်တာတမိုင်းကိုစုစည်းပြီးတော့ရေးထားတာဒီတအုပ်ပဲရှိတယ်ဒါကြောင့်မို့mission group တွေ churches တွေ organization တွေ seminary တွေနော်သူတို့ကအဲ့ဒီစာအုပ်ကိုမိညာပြီးတော့သူတို့အများကြီးသူတို့လေ့လာတယ်အဲ့ဒီဟာကိုသူတို့ကလည်း reference ယူထားပြီးတော့မိညာပြီးတော့မှသူတို့ပြန်ပြီးတော့မှ research လုပ်တာရှိတယ်စာတင်တယ်တချို့ဆိုရင်master တွေ PhD တွေ doctor ပွိုက်တွေယူတာလဲဒီစာအုပ်ပေါ်မှာမူတည်ပြီးတော့ယူထားတာအများကြီးရှိတယ်နော်အဲ့ဒါကျွန်တော်ပြောပြချင်တာဒီစာအုပ်ဟာတန်ဖိုးရှိတယ်နော်ဒီသမိုင်းရှမ်းနစ်ချင်းခရီးယန်သာသနာသမိုင်းစာအုပ်ဟာတန်ဖိုးရှိတယ်ကျွန်တော်တို့အနေနဲ့သိဖို့လဲလိုတယ်ရှမ်းသာသနာအကြောင်းသိချင်တော့ဖတ်ရမယ်နော်ဖတ်ရမယ်ဒါမှမဟုတ်မိတ်ဆွေတို့အနေနဲ့မဖတ်နိုင်ဘူးဆိုရင်အခုကျွန်တော်တတ်နိုင်တယ်လို့ပြောပြနေတာကိုနားထောင်တေချာမှတ်ထားလိုက်နော်အဲ့ဒါအမှန်ဖြစ်တယ်ဒါအမှန်ဖြစ်တယ်နော်လေ့လာပါနော်ဖြစ်နိုင်ရင်ခုနပြောသလိုကိုယ်တိုင်လဲတွားကြည့်ပါ library မှာနော် mission Baptist mission American Baptist mission headquarters မှာသူတို့ library မှာတွားချပါတွေ့ပါလိမ့်မယ်နော်ဒါကြောင့်မို့အားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေကျွန်တော်တို့ရှမ်းသာသနာသမိုင်းကိုတေချာလေ့လာပြီးတော့ရှမ်းသာသနာပြုကြပါရှမ်းလူမျိုးတွေအများကြီးမိတ်ဆွေတို့ရဲ့အကူအညီလို့တယ်အခုရှမ်းသာသနာဟာစပြီးတော့မှအခုမှစပြီးတော့မှများပြားလာတယ်လို့ပြောရမယ်အရင်တော့တိတ်ခက်တယ်ရှမ်းသာသနာပြုတော့အရန်ကိုခက်တယ်
ဆရာကြီးယူဒတန်ပြောသူလိုပဲနော်အဲ့ဒီကြားတကောင်ရဲ့အစွဲကိုထုတ်ရတာတော့ပိုလွယ်အောင်ပဲတဲ့ပမာဗုဒ္ဓဘာသာတယောက်ကိုခရိယန်ဖြစ်အောင်လုပ်တာအရန်ခက်တယ်တဲ့အတူတူပဲကျွန်တော်ရှမ်းလူမျိုးတယောက်ကိုနော်ခရိယန်ဖြစ်ဖို့နော်ဗုဒ္ဓဘာသာအယူကိုစွန့်ပြီးတော့မှခရိယန်ဖြစ်လာဖို့ဆိုတာအရန်ခက်ပါတယ်တိတ်ခက်တယ်ဒါပေမဲ့ခုနကျွန်တော်ပြောလို့တန်ရှင်တော်ဝိညာဉ်တော်အားဖြင့်နော်ကျွန်တော်တို့ကြိုးစားရမယ်လုပ်ရမယ်နောက်ပြီးတော့ကျွန်တော်လေ့လာရမယ်အရင်တော့ကဖြစ်ပျက်ခဲ့တဲ့ဟာတွေအခုကျွန်တော်တို့ဘယ်လိုလုပ်ပြီးတော့ apply လုပ်မလဲဘယ်လိုလုပ်ပြီးတော့ကျွန်တော်တို့အနေနဲ့တင်ယူမလဲဘယ်လိုပြုပြင်ပြောင်းလဲမှုတွေလုပ်တင်တယ်လဲဆိုတာကျွန်တော်တို့ပြန်ပြီးလေ့လာကြရအောင်เนาะဆက်လက်ပြီးတော့ကျွန်တော်တို့နားထောင်ပေးကြပါလို့เนาะရှမ်းသာသနာရှမ်းနှစ်ချင်းခရိယန်သာသနာသမိုင်းသိချင်လို့ရှင်ဆက်လက်ပြီးတော့မှပဲလေ့လာကြပါနားထောင်ပေးပါလို့ကျွန်တော်နဲ့ဖိတ်ခေါ်ပါတယ်အရောက်စီတိုင်းကိုဘုရားရှင်ကောင်းကြီးပေးပါစေအာမင်